ကျောင်းမှာဝင်သူလေးတွေကခြေသားတွေတော့ဒါကြီးခြေသားတွေကအခုကြီးကခြေငါလည်းမာကြီးခြေသားနဲ့ခြေဘယ်ပဲသားတော့လို့တတိသားတော့ဗျာဘာလို့မရှာလို့ဟုတ်တယ်လားရှားတာသူကမရှားတာဘူးအဲ့ဒါကိုသိရတယ်ဒီဘက်တာတော့အောင်စီးရအဲ့လိုအောင်စီးရနော်ဒီလိုသွားရင်တော့ညအိမ်သွားမှာတော့ကောင်းလေးလဲခဲ့ရတယ်တော့ကိုကြောတော့ဒါမှလဲကြတယ်ပြပိုင်တယ်မလဲပေါ့တဲနေတာပဲအခုကြကြွဘူးလို့အင်းကြီးကြွရဲတယ်လို့ခေရိုးတော်လို့လာဘူးလေဘယ်မှာဟိုလူသွားကြတယ်အခုကဟိုအကြောင်းနေဘူးချက်နေခဲ့အကြောင်းမဟုတ်လိုက်တဲကြောင်းနေတဲကြောင်းကပြန်လို့ချက်တို့ချက်မိုးနေရတယ်လေစာပြည့်တော့ဦးနေမှာတို့ကလည်းလုံးကြတယ်ကျောင်းကလည်းထားခဲ့ဟိုအကြမှာ10ရက်ကြာတယ်ဒီလောက်မှာဒီသားမှာဒီမှာဒီ10ရက်10ရက်10တော့10ရက်တော့ဒီမိုင်းနေမှာတယ်10ရက်ကြာတယ်ဘာလို့တောင်းကြည့်တယ်ဘာလဲဒီသားမှာလည်းတော့ဒီကဘယ်သူ့ဘဝလဲဘုံဝါဘုံဝါတော့ဆယ်ပြီးတော့ဟောဒီစင်တော့ပြီးတော့ဖားအောက်ကဆရာတော်တွေရတယ်ပြီးတော့စီမှာဟိုချွေလာဝယ်နေကြတယ်သူကလည်းလိုက်ခဲ့မလားပြီးတော့လည်းအဲ့လိုသူရကနဲ့လိုက်ဘူးတော့မှာလိုက်ပဲဆိုပြီးတော့လည်းလိုက်သွားပြီးတော့လိုက်သာနာလောကတော့ဒါကြီးကမသိတာမရှိဘူးသာနာလောကနော်သူပဲမဖြစ်ခင်နေရဒါလိုက်ဘွားလို့ပြောလိုက်လို့ချတယ်ဘုံကြီးဒီနိုင်ငံတော့ကလည်းပရိယလုပ်တဲ့ပုဂ္ဂိုလ်မှလည်းဦးသိနဲ့ပြင်းတဲ့ပုဂ္ဂိုလ်ဖြစ်အဲ့လိုပေါ့ဒါတော့ဒီနိုင်ငံတော့မသိတာမရှိဘူးလူတွေကတော့မသိပါဘူးဒါလူတို့မှဟုတ်တာလေအဲ့ဒါတော့ဦးသိတော့ဘာနေလားဓမ္မကဒီလူနောက်ဦးသိနေရတယ်ညွှန်တာသွားမဟာမင်းတွေကိုသွားမဟာမင်းတွေသွားတယ်ကိုယ်လိုက်ညွှန်နေရလေအဲ့လိုသင်္ကန်းရဲ့သေးရဲ့ဝိသုလေးတွေဝိသုတွေပြန်မယူတော့မင်းမသိကြတယ်မရှိဘုရားမလို့ဘူးဒီမှာဗျာဒီသားမလို့ဒီသားဦးကြီးကြောင်းရတယ်တော့ကန်တယ်ကြာဘယ်လိုမှမလို့ဆောင်းမရပေါ့နော်အပြန်တော့ဝင်မယ်လေ10ရက်ကြာမယ်နဝကမာတွေပေါ့နော်နဝကမာဘုံနေရတော့ထည့်ပြီး